ကျွန်တော်ကတော့ရေမခုံဘူးဘာလို့ရေမခုံလဲဆိုတော့ကျွန်တော်ရေခုံမဲ့ရွယ်လဲမဟုတ်တော့လေကျွန်တော်ဟိုမရသေးကလေးတွေမရသေးလက်တချက်ကျွန်တော်တို့ကရေမခုံတော့လူကတော့တခါကျကိုမပါလိုက်ထိုင်ပြီးတော့ရေခုံတယ်ဒါပေမဲ့နောက်ပိုင်းတွေးကြည့်လိုက်တဲ့ခါကျသူကဟိုလူတွေတော့မြန်တူဆောင်တော့မြန်အဲ့ဒီအောင်မပါလဲရေခုံထားရေခုံငါပါလာမသိဘူးရေခုံရတာကျွန်တော်တို့ရိုးဝါးကြီးဟုတ်တယ်ကျွန်တော်ကေဗီရတော့ဟာကျွန်တော်အသုံးမကျတယ်အများကြီးပါတယ်Iron Plex တီးဆောင်တဲ့စာအားဖြည့်ဖြော်ကျွန်တော်တို့ဝိုင်းပြီးရေခုန်ခိုင်းနေရမှာကျွန်တော်တော့အသက်ကြီးတော့ရေမခုန်တော့ဆိုတော့ကျွန်တော်တို့အိတ်ကားတကားတော့ကျွန်တော်တယောက်တည်းပြောပြအောင်နော်ကျွန်တော်တယောက်တည်းစိတ်နဲ့ပြောပြရင်သူကကားကိုစိတ်ဝင်အောင်နေတာမရှိဘူးကျွန်တော်တူးတောက်ကိုခြုံပြီးပြေးထားတာမရှိဘူးအဲကြောင့်ဇကားသူရရင်ကျွန်တော်ဘယ်ရမှန်းလဲကျွန်တော်မပြောတတ်ဘူးဟိုပေးဖို့ပေးနေတဲ့ဘယ်လိုတွေလဲသိမသိဘူးအဲ့တော့ကျွန်တော်သိမပြောတတ်ဘူးကျွန်တော်ကတော့ရေမခုံဘူးဘာလို့ရေမခုံလဲဆိုတော့ကျွန်တော်ရေခုံမဲ့ရွယ်လဲမဟုတ်တော့လေကျွန်တော်ဟိုမရသေးကလေးတွေမရသေးလက်တချက်ပထမဆုံးသာသမီသေးသေးရိုက်တော့အဲ့မှာရုပ်ရှင်ဆိုအဲ့တကားပဲရိုက်ဘူးလေနောက်60သားလေးမရိုက်တော့လေကျွန်တော်ရုပ်ရှင်သိအများကြီးမရှိဘူးနှစ်ကားလားဒီသုံးကားတော့ဒီလောက်ပဲရှိတယ်ရုပ်ရှင်နဲ့ကျွန်တော်ခက်တော့ကျွန်တော်ဗီဒီယိုရိုက်တာများကြတာဟုတ်အဲ့တော့ဗီဒီယိုခက်ကောနော်အဲ့60သားလည်းဒါလေးမယ်ဒုတိယရတော့လေကျွန်တော်အဲ့ဇက်ကိုကျွန်တော်ကြိုက်လို့ကျွန်တော်ကြိုက်ခဲ့တယ်အဲ့တော့ကျွန်တော်ငငယ်တော့အဲ့ကားကိုကျွန်တော်ရိုက်ခဲ့ဘူးအဲ့တော့ဦးညွန့်ဝင်းတို့အနီနဲ့မူလို့ ਨੇ အဲ့တော့ဦးညွန့်ရဟိုပါပေါ့ကိုရလေးပေါ့အဲ့နဲ့မူကနန္ဒလိုင်းပေါ့နော်ပြီးတော့ဦးဝင်းကျော်ကြီးကကျွန်တော်နေရာပေါ့အဲ့ဒီကကျွန်တော်ချက်ကြီးနေအောင်ကျွန်တော်ကြိုက်တယ်တော့ကျွန်တော်မင်းသားအဲ့တော့ကျွန်တော်တရုပ်ဆောင်ဖြစ်လာတဲ့အခါကျရင်ပေါ့နော်စကားရွေးချေခွင့်ရှိတဲ့အခါကျဇလန်းရွေးချေခွင့်ရှိတဲ့အခါကျကျွန်တော်အဲ့ကောင်ရိုက်မယ်ဆိုရိုက်ဖြစ်သွားတယ်အဲ့တော့တိကိုမသိဘူးတော့ကျွန်တော်လည်းအဲ့တော့6ကြီးကျိုးထားလားမသိ6ပတ်ဒီနေတယ်ဆိုတော့ကားလည်းမရှိဘူးလေမတင်လို့ကဘာကားလည်းမေးတော့ကျွန်တော်ဘာပြောမှမသိဘူးသိမဆိုတော့နောက်မှဟိုကဥညွှန်ကြီးညာတော့မှကျွန်တော်သာသမီးဇနီးကြီးညာဆိုတော့ငါတကားရိုက်ထားခဲ့ဘူးရပဲဟောဆိုတော့အဲ့လိုသိရတယ်မတင်တော့မင်းနဲ့ရအောင်အဲ့တော့ကျွန်တော်ဝိုင်းကြိုက်ကြတယ်မီနီရှင်းပါတယ်ဒီမှာစီရတယ်ဒီရစီချင်တာပေါ့နော်ဒီတော့ကနှစ်တိုင်းတော့ရင်ကုန်တာပေါ့နော်လဲဆိုအခုရပဲကြည့်ပါလေကပြီးရဆိုတော့လည်းထပ်ပြီးတော့ကြည့်ကြတယ်ဟိုဘီးတက်လည်းမခုန်နေအောင်တဲတွက်လည်းမခုန်နေအောင်တဲလည်းငယ်သေးတယ်ဟုတ်ပြီပဲနော်ပြီးရတယ်ဝေးသေးတယ်ပြီးရတယ်96မှာတခါနောက်ဘလောက်လည်းမသိအောင်96မှာတခါရဘူးကျွန်တော်တို့ကရေမခုံတော့လူကတော့တခါကျကိုမပါလိုက်ထိုင်ပြီးတော့ရေခုံတယ်ဒါပေမဲ့နောက်ပိုင်းတွေးကြည့်လိုက်တဲ့ခါကျသူကဟိုလူတွေတော့မြန်တူဆောင်တော့မြန်အဲ့ဒီအောင်မပါလဲရေခုံထားရေခုံငါပါလာမသိဘူးရေခုံရတာကျွန်တော်တို့ရိုးဝါးကြီးဆိုတော့ကျွန်တော်ကားတကားရတဲ့နှစ်နဲ့တစ်ခုလည်းတော်တော်ချားတယ်ဘုသူကျွန်တော်တော်တော်ကြာပြီကျွန်တော်ကြားတာ2000ခုနေလာပါလားတော့မသိတော့ဘူးမဟုတ်96မှာစရခဲ့ကျွန်တော်96မှာတခါရတယ်ဟုတ်တယ်96မှာတခါရနောက်နှစ်ကတော့ကျွန်တော်တော်တော်ကြာကျွန်တော်မရအဲ့တော့ကျွန်တော်ယောက်ျားလေးတွေပဲရတဲ့ပေါ့နော်ဒီပြီးတော့နောက်ဆုံးလုပ်တဲ့အချိန်ပေါ့90ရာရောက်နေပြီဟုတ်လားဟုတ်တယ်90သာတဲလေးပါလိုက်သေးအဲ့တော့ဟိုနေဟုတ်တယ်ကျွန်တော်မဟုတ်လိုက်တာမဟုတ်တော့ဒီဥစ္စာဝင်လို့တာငယ်လေးကြီးတွေဒီဥစ္စာဝင်လို့တာပါကျွန်တော်ကားတော်တော်များများပါသူတဲလီမြဲတဲ့တခန်းမှမသိကြလို့ပန်းတက်ပေးရတာအဲ့မှဟုတ်တယ်တချင်းဆိုတဲ့လူပန်းတက်ပေးတာတော်ဟာလားဟုတ်တယ်ကျွန်တော်ကေဗီရတော်ဟာကျွန်တော်အသုံးမကျတယ်အများကြီးပါတယ်ကျွန်တော်ရိုက်ပြတယ်ဗျကျွန်တော်ခက်ကြတယ်ဟိုပါပေါ့ဗီဒီယိုရိုက်ထားတယ်ဗျဗီဒီယိုပဲအပြည့်ဆိုင်ရုပ်ရှင်ကနဲဟုတ်နော်နောက်ကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်ရုပ်ရှင်ဆွဲရတယ်အဲ့ချိန်ကျတော့မရတော့ဟာသာကားလေးရွေးဖြစ်တယ် I am blessed. She did
Ion Blacks တီးဆောင်ချက်စာအားချိဖြော် ကျွန်တော်တို့မှတ်တိုင်းတခုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထိုက်တဲ့ဟာမျိုးပဲကျွန်တော်တို့ရကြတယ်နောက်တစ်ခါပါလဲဆိုတော့နေ့တိုင်းလဲမလို့ချင်းနေဘာလို့ဆိုတခြားကလေးတွေမရတာရှိဦးမယ်နော်သူတို့တွေဒီ PT ကိုကျွန်တော်တို့သိတယ်အကယ်ဒမီဟာသွားတယ်ဆိုတဲ့ PT ကိုကျွန်တော်တို့ကအရင်ခံစားမှုတယ်အဲ့တော့သူများနေတဲ့ခံစားခြင်းကဘောနော်ကိုကဒီစင်မော်တက်ပြီးတက်ဘူးကြီးကျွန်တော်တို့ပထမဆုံးရတော့ကျွန်တော်စကားတော့မပြောနိုင်ဘူးကျွန်တော်ငိုပဲထိုင်မတက်ရငိုနေတယ်ပြောတော့သတိရတာဗောနော်အကုန်လုံးသူတို့အပေါ်တက်ပြီးတော့ဒီယူသေးခြင်းနဲ့အမှသူတို့သိပါအောင်နော်ကျိုးလဲကျိုးသားဆိုကျိုးသားခြင်းလာအောင်နောက်တူတူလေးကျိုးသားခြင်းလာအောင်နော်ဒီတကယ်အကယ်ဝေးကျွန်တော်တို့ကျွန်တော်တို့လုပ်ပြီးတဲ့အကယ်ဝေးလေဒါကျွန်တော်တက်ရမှာဗောနော်အဲ့လိုဆိုကျွန်တော်အမှုပြသမားတွေကပန်းအဲ့ဒါတွေရှိတာဟုတ်လူကတော့စောင်းဝဲအောင်ရင်စောင်းမဖြစ်ရင်စောင်းဝဲပေါ့အောင်မြင်ရတဲ့လူတွေပေါ့ရှားလူတွေရှိကြမှာပေါ့နော်အဲ့တော့တကယ်ကြီးရထိတ်တဲ့လူရတာမရှိတော့ပါဘူး